တို့အခုရောက်ရှိနေတာကတော့တန်လင်းမြို့နယ်ဗိုလ်ချုပ်ကျေးရွာမှာရှိတဲ့အန်ကယ်ဦးဝင်းထေးရဲ့ဒီမင်္ဂလာတိုက်စစ်မင်္ဂလာကြီးမှာပါကီခင်းမဲ့ပေါ့နော်အဲ့ဒါလေးလိုက်ကြည့်ပေးပါအောင်ရှင်ဒါရီကအောက်မှာတဝက်ပစ္စည်းချထားတဲ့8မီလီပေါ့နော်အပေါ်မှာလည်းတဝက်ရှိတယ်အဲကန်းပါမယ်ပေါ့နော်အဲကန်းခင်းမယ်ရှောက်လန်းပါမယ်စင်ကယ်ဘရုံးလေးတစ်ခန်းပါမယ်မာစတာဘရုံးပေါ့နော်နောက်တစ်ခါပါမယ်အပေါ်ထက်လည်းပါဟုတ်ကဲ့မြန်နေအန်ကယ်ဟုတ်ဒါအန်ကယ်အင်ရှင်ဦးဝင်းသေးဟုတ်အန်ကယ်တော့မြန်နေပြောနေရပဲသဘောတွေကြာနေပြီးတော့မပြီးသေးဘူးเนาะဒီကတော့8မီလီပေါ့เนาะတုံးပေးထားတဲ့ channel တွေက8မီလီအထူရှိတယ် 85% shining ပေါ့เนาะအပြောင်သားလေးပါတယ်ပေါ့เนาะအယောင်လေးကတော့ကျွန်းရောင်လေးအပွေးကွက်ဒီဇိုင်းလေးအပွေးလေးကအရန်လာတယ်เนาะအရန်လည်းရောင်းရတဲ့ဒီဇိုင်းလေးပါတစ်ချက်လေးရိုက်ကြပေးပါအောင်ရှင်အဲ့ကန်းလေးရန်လာရှောက်လန်းပါမယ်တစ်ချက်လေးရိုက်ကြပေးပါရှင်เนาะအောက်မှာသူကဖော့ခင်းပေးထားတဲ့ခါကျတော့ဒီငွေ့ကြံလို့ပါလို့လုံးဝပူကြမလို့တော့ဘူးပေါ့เนาะတော့ကိုရီးယားပါတီ12မီလီsorry 8မီလီတာပါနည်းနည်းဖယ်ပေးလိုက်ပါဒါလေးလျှမ်းထက်ကနေတာဝန်ယူခင်းကျင်းပေးထားတာပေါ့နော်တန်လင်းမြို့နယ်မှာရှိတဲ့ဗိုလ်ချုပ်ကျေးရွာမှာရှိတယ်ပေါ့နော်တိုက်လေးရတော့လက်ရပိုင်းကတနစ်တီတီ brandy ပေးထားတယ်ပေါ့နော်ကြည့်လာခဲ့ပါရှင်ဒါလုံးဝကိုစကတင်မကွတ်ထားဘူးပေါ့နော်လုံးဝမကွတ်ပါသေးဘူးလုံးဝအခင်းမိုင်းပဲရှိတယ်ပေါ့နော်ပြီးရင်စကတင်ကွတ်မယ်ကိုပြီးသွားလို့ရှိရင်တော့အလှပုံလေးတွေကိုထပ်ပြီးတော့တင်ပြပါမယ်ရှင်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်အသေးစိတ်ပေါ့နော်အသေးစိတ်သိကျင်တယ်အသေးစိတ်မြင်မြန်းကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Lian Tech Facebook မှာဆိုလို့ရှိရင် Lian Tech page ကိုလည်းဆက်သွယ်ပြီးတော့စုံစမ်းနိုင်တယ်လို့3992533331 Viber ရှိပါတယ်2915394915 Viber မှာလည်းအသေးစိတ်စုံစမ်းနိုင်လို့ရပါတယ်ရှင်TikTok မှာလည်းLian Tech လို့ရိုက်ရှာပြီးတော့လည်းဒါလက်ရပိုင်းလေးတွေကိုဝန်ဆောင်မှုလေးတွေကိုလည်းဝင်ရောက်လေ့လာပြီးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကျေးဇူးများတင်ပါတယ်